ပြည်တော်ကလူတိုင်းအပေါ်မှာမေတ္တာတွေထားပြီးတော့ကူညီပါရဲ့နဲ့လူတိုင်းကသူတို့အစဉ်ပြေတဲ့အချိန်တပြည်တော်အစဉ်မပြေတဲ့အချိန်အကူအညီလေးတောင်းမိပါတယ်ဥပိ္ပခာပြုတ်သွားကြပါတယ်ဖေဟာဆိုပြီးတော့သာယောသားလေးဆိုတဲ့အကောင့်ပိုင်ရှင်ကစာလေးရေးပို့ပြီးလူတိုင်းကိုနောက်ထပ်ကူညီသင့်ပါသလားဆိုပြီးလဲမေးလိုက်ပါတယ်ဒီလိုစိတ်ခံစားမှုမျိုးကလည်းလူတိုင်းမှာတွေ့ကြုံခံစားရတတ်တယ်လူတိုင်းလိုခံစားနေကြရတတ်တယ်ဖုံတို့လည်းခံစားရတာပါပဲများကူညီဘူးရင်များခံကြရဘူးမှာပါပဲဖုံဆိုရင်အသက်22နှစ်လောက်ကလေးကစပြီးတော့နေ့စဉ်လူတွေကိုလက်ခံကူညီတာဝေးခဲ့တာမျိုးနှစ်ပေါင်း30ကျော်လာတဲ့ဒီနေ့အထိဖုံစီမှာလူမရှိတဲ့နေ့ရဲ့လို့တနေ့မှမရှိဘူးသလောက်အမျိုးမွေးခဲ့ဘူးကူညီခဲ့ဘူးတယ်လူပေါင်းများစွာလူအမျိုးပါပဲအဲ့ဒီနှစ်ပေါင်း30ကျော်အတွင်းကျောင်းမှာလူမရှိတဲ့နေ့ရဲ့လို့တရက်မှမရှိသလောက်လို့တောင်မှတ်ထင်မိတယ်ကိုယ်တိုင်ကလူတွေကိုမကူညီဘူးတဲ့သူတွေကလည်းကူညီဘူးသူတွေရဲ့ခံစားမှုမျိုးကိုနားလည်ဖို့ဆိုတာခက်တယ်အဲ့ဒါလို့တစ်ဖက်လူတွေရဲ့အဆင်မပြေမှုတွေကိုကိုတတ်နိုင်တဲ့ဘက်ကကူညီရတာသိပ်မခက်လှပေမဲ့စိတ်ထားတတ်ဖို့ကြတော့အလွန်ခက်တယ်စားစရာမရှိတဲ့လူကိုမှရှိတဲ့ဆန်လေးစီလေးထုတ်ပေးလိုက်ရတာသိပ်မခက်ပါဘူးဒါပေမဲ့ဒီပေးလိုက်ရတဲ့ဆန်နဲ့စီပေါ်မှာကိုယ်စိတ်ကငါကျေးဇူးကိုတော့ဒီလူသိနေမှာပါငါ့ကိုကျေးဇူးတွေတင်းနေမှာပါဆိုတဲ့မျှော်လင့်ချက်တွေထားမိလိုက်ပြီဆိုရင်တော့ကိုယ်သေးတွန်းကိုတူးသလိုကိုယ်ဆန်နဲ့ကိုယ်စီနဲ့ကိုယ့်ရဲ့စိတ်ဒုက္ခကိုကိုယ်တိုင်ဝဲယူလိုက်တာပဲပုထုဇဉ်လူသားတွေဆိုတော့လူတိုင်းကလည်းမျှော်လင့်ချက်ဆိုတာရှိနေတတ်ကြတာကြီးပါပဲအဲ့ဒီကျေးဇူးတိတတ်မှာပါဆိုတဲ့မျှော်လင့်ချက်ကကိုယ်စိတ်ကိုဒုက္ခပေးတော့တာပဲအိမ်လာတဲ့ဧည့်သည်ကိုထမင်းလေးတစ်ပကံကျွေးလိုက်ရတာမခက်ပါဘူးဒါပေမဲ့စားထားတဲ့ပကံဆေးရမှမသိဘူးဆိုရင်ဒီလောက်မှအသိမရှိဘူးဆိုတဲ့ကိုယ်စိတ်မှာဆင်းရဲဒုက္ခတွေဖြစ်ကြတယ်ဒါကြောင့်ထမင်းတစ်ပကံကျွေးနိုင်ဖို့တဲ့ကျွေးလိုက်တဲ့ထမင်းအပေါ်ဘာမျှော်လင့်ချက်မှမပါအောင်စိတ်ထားတတ်ဖို့ကအလွန်အရေးကြီးပြီးတော့ခက်ခဲတဲ့အလုပ်လို့မြင်မိတယ်သူအဆင်မပြေဒုက္ခတွေတွေ့နေလို့ကိုတတ်နိုင်သလောက်လိုက်လုပ်ပေးတာလိုက်ကူညီပေးတာလိုက်ပြောဆိုပေးတာအကြံဉာဏ်တွေကူညီတာမခက်ပါဘူးကူညီနိုင်ဖို့လွယ်ပါတယ်ဒါပေမဲ့ကိုဒုက္ခရောက်တဲ့အခါလဲသူကူညီမှာပါပဲသူလိုက်ဆောင်ရွက်မှာပါပဲသူကိုယ့်ဘက်ကပြောပေးမှာပါပဲဆိုတဲ့မျှော်လင့်ချက်စိတ်တွေပါခဲ့တယ်ထားခဲ့မယ်ဆိုရင်တော့လေအဲ့ဒီကိုယ့်ရဲ့မျှော်လင့်ချက်စိတ်တွေကနောင်တနေ့ကိုယ့်ကိုဒုက္ခတွေပေးပါလိမ့်မယ်အဲ့လိုစိတ်တွေကလည်းဥထုဇဉ်ဆိုရင်ဘယ်သူမှမကင်းပါဘူးမျှော်လင့်ချက်ထားခဲ့ကြတာပါပဲနောက်တစ်ချိန်ကိုဒုက္ခရောက်တဲ့အခါကိုဒုက္ခတွေ့တဲ့အခါသူ့စီကအကူအညီမရရင်ကိုစိတ်တွေနားလာတာမျိုးကိုစိတ်တွေမကြေမနက်တာတွေခံစားရတော့တာပဲတကယ်ကတော့အဲ့ဒါလို့ကိုစိတ်နာတာဆင်းရဲတာတွေဟာကူညီခဲ့မှုတက်ကြောင့်တော့မဟုတ်ဘူးကိုရဲ့ကူညီမှုကပုထုဇဉ်ပြီးစိတ်မတန်ရှင်းခဲ့လို့ပဲလို့ပြောရမျောလင့်ချက်တွေနာမည်ရခြင်းနာတွေလူသိစေခြင်းနာတွေစတဲ့ကိုစိတ်ရဲ့တန်ရှင်းမဖြစ်ခဲ့လို့ပါပဲစိတ်တန်ရှင်းခဲ့ရင်ဘာမှမဖြစ်ပါဘူးဒါကြောင့်ကိုတတ်နိုင်သမျှဘာမျောလင့်ချက်မှမထားပဲကူညီနိုင်တာရှိရင်ကူညီလိုက်ပါမျောလင့်ချက်ရှိတယ်ငါ့ဘောကောင်းမှာပါပဲငါ့ဘောတိတတ်မှာပါပဲဆိုတဲ့စိတ်တွေနဲ့ဆိုရင်တော့ကူညီလို့ကောင်းကျိုးရဖို့ခက်ခဲတယ်သူများကိုအားနှုတ်အားနဲ့ကူညီဖို့ထက်အရေးတကြီးလှုပ်တင်တာကကိုယ်စိတ်ကိုမျှော်လင့်ချက်မပါတဲ့စိတ်ထားနိုင်ဖို့ကိုအရင်လှုပ်တင်တယ်လို့မြင်ပါတယ်ကိုယ်ကူညီလိုက်မှုပေါ်မျှော်လင့်ချက်ပါတဲ့စိတ်နဲ့ဆိုရင်တော့ကိုယ့်အတွက်စိတ်ဆင်းရဲစိတ်ဒုက္ခတွေတွေ့ကြုံခံစားရနိုင်တယ်ဆိုတာသိကြသလောက်ပါပဲလူတိုင်းကိုနောက်ထပ်ကူညီသင့်ပါသလားဆိုပြီးလဲရေးလိုက်ပါသေးတယ်ကိုယ်စိတ်ကိုမှန်ကန်အောင်ထားပြီးတော့
ကူညီနိုင်ရင်လူတိုင်းကိုအမြဲတမ်းကူညီနိုင်တာကောင်းပါတယ်လို့မြင်ပါတယ်ငါအပေါ်ပြန်သိတတ်မှာပဲငါအပေါ်ကျေးဇူးတွေတင်းနေမှာပဲငါနာမည်တွေကြော်ကြသွားမှာပဲငါဘက်ကအမြဲတမ်းရှိနေမှာပဲအဲ့ဒီလူမျိုးမျောလင့်ချက်စိတ်တွေရှိနေတယ်ဆိုရင်တော့မကူညီတာကပိုကောင်းမယ်လို့တောင်မြင်မိပါတယ်အဲ့ဒါလိုမျောလင့်ချက်တွေနဲ့ကူညီလိုက်တဲ့အခါနောင်အခါကိုမျောလင့်တယ်လို့ကိုထင်တယ်လို့ဖြစ်မလာတဲ့အခါရမလာတဲ့အခါအဲ့ဒီစိတ်ကကိုယ့်ကိုအလွန်ဆင်းရဲဒုက္ခတွေခံစားရပါလိမ့်မယ်ဒီကောင်အလကားကောင်ကျေးဇူးမတိတတ်တဲ့ကောင်နှရွက်တို့နဲ့ခြေနှချောင်းမကယ်ကောင်းဆိုတာဒါကြောင့်ပြောတာစသည်ဖြင့်ကိုယ်စိတ်ကိုကိုယ်တိုင်ဒုက္ခပေးတော့တာပါပဲအဲ့ဓာတွေကကူညီလိုက်မှုကြောင့်တော့မဟုတ်ဘူးကိုယ်စိတ်ကကူညီခြင်းကပုထုဇဉ်ပြီးစိတ်မတန့်ခဲ့လို့ပဲအဲ့ဒါလို့စိတ်ကိုတန့်အောင်မထားနိုင်ရင်မကူညီတာကမှအကုသိုလ်အဖြစ်နေအောင်မယ်လို့ထင်မိတယ်တေချာတာကတော့ပုထုဇဉ်လူတွေဟာပုထုဇဉ်ပြီးပုထုဇဉ်စိတ်တွေနဲ့ကြီးမှုကတင်ညုတကျေးဇူးကိုတည်တတ်သူကရှိခြင်းမှရှိမှာကတဝေတီသိတယ်ဆိုရင်တောင်ပါဇက်ကထုတ်ဖော်ချီးကျူးနိုင်ဖို့ခက်ပါတယ်အကူအညီလေးတွေလာတောင်းတဲ့အခါတွေမှာတောင်းသူတို့ကိုယ်တိုင်ကဘယ်သူမှမပြောပါနဲ့နော်လို့ပိတ်သွားတတ်တဲ့လူသဘာဝမှာကျေးဇူးကိုထုတ်ဖော်ချီးကျူးဖို့ဆိုတာမလွယ်တဲ့ကိစ္စပါဒါကြောင့်အကောင်းဆုံးကတော့ထမင်းကျွေးဟင်းပေးကူညီနိုင်ဖို့ထက်ကိုယ်စိတ်ကိုဘာမျှော်လင့်ချက်မှမပါတဲ့တန်ရှင်းတဲ့စိတ်ကိုအရင်ထားနိုင်ဖို့ကပိုအရေးကြီးပါတယ်လို့ပြောရင်းနဲ့ညီကုန်းချိုးလိုက်ချင်ပါတယ်အားလုံးစိတ်ထားဖြူစင်စွာနဲ့ကူညီနိုင်သူများဖြစ်ကြပါစေ